ကိုရဲ့နေစဉ်ဘဝမှာကျင်းတဲ့ဆရာတွေရှာဖွေတတ်ရမယ်မနက်လင်းလို့မိုးဟင်းကားနဲ့အကျော်လေးစားလိုက်ရတာဟာလေဘဝရဲ့ကျင်းတဲ့ဆရာပါပဲလမ်းသွားလို့စက္ကူပန်းပင်တွေကိုတဝါကြီးငေးကြည့်လိုက်ရတာဟာလေကျင်းတဲ့ဆရာပါပဲချောကလက်ပူပူလေးတစ်ခွက်ဒါမှမဟုတ်ကော်ဖီပူပူလေးကော်ဖီအေးအေးလေးတစ်ခွက်တောက်လိုက်ရတာဟာလေကျင်းတဲ့ဆရာပါပဲကိုလိုချင်တဲ့ပစ္စည်းလေးရောင်းပြီးလို့အဲ့ဒီပစ္စည်းလေးရသွားတာဟာလေကျင်းတဲ့ဆရာပါပဲအလုပ်တွေများပြီးပြေးလွှားနေရတာကလည်းအလုပ်တွေရှိပြီးအသုံးဝင်တဲ့သူတယောက်အဖြစ်ရှိနေတာကကျင်းတဲ့ဆရာပါတွေးကြည့်မယ်ဆိုရင်နေ့စဉ်ဘဝမှာပင်ကျင်းတဲ့ဆရာတွေကတပုံတပင်ပဲနော်ကိုဘဝကိုကျင်းနေတဲ့သူတွေဟာသူများဘဝကိုလည်းစိတ်ဝင်စားပါဘူးသူများဘဝကိုလည်းလိုက်ပြီးတော့မနိုင်ရှင်သလိုသူများဘဝကိုလည်းလိုက်ပြီးအကဲဖြတ်ဖို့အားမနေကြပါဘူးဘာလို့လဲဆိုသူ့ဘဝထဲမှာသူဟာရှင်သန်နေတာသူ့ဘဝလေးမှာသူဟာသူကျင်းနေလို့ပါပဲ